这边要收钱嘞。အယောင်ဆိုးရဟုတ်ဘူးပြီးတော့ 他的累了搞不了了， ဖြားတလေးလောက်ကော 面的。 ကျွန်တော်သမင်းဆန်သားကြည့်ရတော့တော့ကတော့ဆန်သားတော့တော်တော်6ပဲเนาะပြီးရင်အမရဲ့ဆန်သားကနည်းနည်းလေးတော့ဖြောင်းတော့ကျွန်တော်အဲ့လိုတလေးကောက်ဖို့တော့အကြံဉာဏ်မပေးချင်ဘူးအနည်းလေးကတော့နည်းနည်းလေးခိုးစားပေါ့တဝက်ကောက်ပုံခေါ်ရတော့အစကောက်လောက်ကောက်မှာအဆင်ပြေ 他说 ဆန် 行 သား 了， လော 那 လော 个 ဆယ် 都 ကောက်လို့ရမရတော့တစ်ချက်တော့အခုခေါင်းလျှော်ပြီးမှပဲတိတိကျကျသိရမှာခေါင်းလျှော်ပြီးလို့မှဆန်သားကိုတေချာခြိလိုက်တဲ့အခါကျရင်ကောက်လို့မရတော့မကောက်နိုင်တော့လေနော်အခါကျရင်အယောင်ပဲစိုးလိုက်စပင်ပဲညှက်လိုက်ဒီဘောနဲ့တော့မလုပ်တော့မှာ 老没嘞，没搞要收的嘛， မကောက်ရအောင်ဆိုတော့လုပ်ဟောโอเคဆိုအယောင်စိုးရင်မှဘာအယောင်လေးလောက်စိုးမလဲ 是那个一样都回来的， တိုင်းတဲ့အယောင်ဟုတ်ပြီအယောင်နည်းနည်းလေးအလဲလောက်ဒါအတောက်ကြည့်လိုက်မစိုးတော့နော်ဟုတ်ရတယ်မအဲ့ဆိုကျွန်တော်တို့ခေါင်းလေးတည်ရအောင်ညှက်ရှော့နော်စပင်ဆန်သားချက်ကြည့်ကျဲစပင်ဆန်သားတော့နည်းနည်းအားနေပေါ့နော်ရေဆိုတဲ့အချိန်ဆွဲရတော့မှပဲအောက်ပိုင်းကဆန်သားနည်းနည်းပြော့တယ်ပေါ့နော်ကောက်လို့တော့မရမှာမဟုတ်ကောက်လို့တော့ရတယ်ဒါပေမဲ့အကျဲကခရီးသွားတာများတဲ့ခါကျတော့လေဒီအကောက်ကနည်းနည်းလေးပုံကသိပ်မထိမ့်သိမ့်နိုင်ဖြစ်မှာကြောက်လို့အဲ့တော့ကျွန်တော်ကောက်ဖို့အသိအကျဉ်းညာမပေးချင်ဘူးပေါ့နော်ဥပမာကိုကဂယုစိုက်နိုင်တယ်ထိမ့်သိမ့်ပေးနိုင်တယ်ဆိုတော့ကောက်လို့ရတယ်ဘယ်လိုလေးလုပ်ချင်လဲကျဲဟုတ်ကဲ့နော်အဲ့ဆိုရင်ကျွန်တော်တို့reborning လေးလုပ်ပြီးအယောင်ဆိုးလိုက်မယ်စပင်ကတော့နည်းနည်းလေးပုံကြအောင်ပြန်ညှက်လိုက်မယ်